မင်္ဂလာပါကျွန်တော်တို့1388ခုနှစ်ပေါ့မြန်မာကောဇာတက္ကရာ1388ခုဒုတိယဝါစုလပြည့်ရောက်ခါနေပြီပေါ့နော်ဝါဝင်ပေါ့ကျွန်တော်တို့28ရက်9လမှာတော့နက်ခတ်ကိန်းနေတော်တော်ကောင်းတာနော်ဒါကျွန်တော်အရင် post မှာပြောထားတယ်နော်မမရရမေးတဲ့လူတွေကလည်းမေးပါတယ်နော်28ရောက်ပြီဆရာအနန္တ5ပါးအနန္တ5ပါးပူဇော်ပွဲလေးဘလူပူဇော်ရမလို့ဘလူရွတ်ဆိုရမလဲအဲ့လိုမေးတာလည်းရှိဟုတ်ပါတယ်ကျွန်တော်တို့အနန္တ5ပါးကိုဝါဝင်ဝါထွက်ပေါ့နော်နှစ်ဆန်းတရက်ဒါ3ချိန်တစ်နှစ်ကိုဒီနှစ်ကတော့ကျွန်တော်တို့28ရက်29ရက်နေ့က9လပိုင်း29ကလာပြည့်မှာလေဝါစုလာပြည့်28ရက်နေ့ကတော့အဖိတ်နေ့ကြတယ်အဖိတ်နေ့မှာလက်ခတ်ကောင်းနေသွားကြုံတော့28ရက်နေ့မှာအကုန်ပြည့်စုံသွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာစာရေးထားတယ်နော်စာရေးထားတယ်အခုဒီလိုပြောတာကိုတော့ဘာကြောင့်အနန္တ5ပါးပူဇော်ပွဲကိုဝါဝင်ဝါအတွက်နှစ်ဆန်းတရနေ့ဒီမှာပူဇော်တင်တာလေဟုတ်လားနော်ကျွန်တော်ပွဲတင်ပုံတင်နီးနော်ရွှေဆိုရမယ့်ဟာတွေကိုစာနဲ့အပြည့်စုံရေးပြီးပါပြီနော်ဒီ post နဲ့တပြိုင်နဲ့တင်ပါကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ထူကြတာပေါ့ကျွန်တော်လဲတခါတရံကြတော့ဗျဗုဒ္ဓဂုဏအနန္တောဓမ္မဂုဏအနန္တောဆိုရယ်အနန္တောအနန္တ5ပါးကတော့ကျွန်တော်တို့နေ့စဉ်ကြော့အိပ်ပါတယ်နော်ကြော့အိပ်ဖြစ်ပါတယ်ကျွန်တော်နေမကောင်းတော့ဆိုရင်ဆရာတော်ဘုရားကြီးပေါ့နော်မဟာဗောဓိမြိုင်ဆရာတော်ကြီးလည်းပြီးတယ်တဲ့ပြီးထားတယ်တဲ့ဗုဒ္ဓဂုဏအနန္တောရည်တကြိုက်တောက်လိုက်ဓမ္မဂုဏအနန္တောရည်တကြိုက်တောက်သံဃာဂုဏအနန္တောမာတာပိတုဂုဏအနန္တောအာစရိယဂုဏအနန္တောနော်အဲ့ဒါကိုရည်တောက်ပြီဆိုရင်တော့မှဗုဒ္ဓဂုဏအနန္တောရည်တလုံးတောက်လိုက်အဲ့လိုပေါ့နော်တကြိုက်တောက်လိုက်တယ်အဲ့ဒါမဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးလည်းပြီးဘူးတယ်အဲ့ဒါကိုကျွန်တော်ဆရာတော်ဘုရားကြီးကပြီးနော်ရွှေနက်ကဆရာတော်ဘုရားကြီးကကျွန်တော်အဲ့လိုတောက်ပြောတယ်ပြောတော့ကျွန်တော်လည်းတောက်တယ်ပေါ့ဗျာနော်သူကအနန္တောအနန္တ5ပါးဆိုတာကလောကမှာတကူအကြီးဆုံးပဲနော်အနန္တောအနန္တ5ပါးကိုဘယ်ဟာကိုပဲပြင်မအကြောင်းမဟုတ်အနန္တောအနန္တ5ပါးကိုပြင်မတာနဲ့လူညွန့်တုံးတာနော်အဲ့လောက်ထိအရေးကြီးတယ်ကျွန်တော်တို့ဒါအရင်တစ်ဖက်ကပြောတာကိုပဲထပ်ပြီးတော့ပြန်ပြောရမှာပဲနော်အဲ့ဒါဘာပြောရမှာတော့ဆိုတော့ကျွန်တော်တို့ဖះရှင်ကိုလိုမြတ်ကြီးရှိတဲ့ပွင့်တော်မူစဉ်အခါတက်တော်ထင်ရှားရှိစဉ်အခါမှာဗိမိတာယဟုတ်လားဗိမိတာယမင်းကိုသားတော်အဇာတတကတတ်တာနော်ဒါပြင်စာနရိယကံဆိုတာတော့လူတွေကသိတယ်လေနော်ဒါပေမဲ့လို့ပြင်စာနရိယကံတကယ်တမ်းကျတော့အနန္တောအနန္တ5ပါးကိုပြင်မာခြင်းပဲလေအကြီးစားပြင်မာခြင်းပေါ့ဟိုကတော့တတ်တာဟုတ်နော်ဟိုပေါ့ဖះယဟနာကိုသွေးစိမ်းတီအောင်လုပ်တာလေအနန္တောအနန္တ5ပါးကိုပြင်မာတာပဲဒါတွေကဘလူမကိုဖះနဲ့တွေ့တာတော့မဲ့ဖို့နေပါဘူးမရောက်ဘူးလို့ပြောထားတာရောက်လည်းမရောက်ဘူးလေငရဲကြသွားတယ်နော်ဖះရှင်ကိုရောမြတ်ကြီးတက်တော်ထင်ရှားနဲ့တွေ့တာအဲ့လိုဖះယဟနာကိုသွေးစိမ်းတီအောင်လုပ်တာတို့မိဘကိုတတ်တာတို့အစရှိအဖြစ်ပေါ့နော်အဲ့လိုတွေကဒါပြင်စာနန္ဒရိယကံလို့ခေါ်တော့ပြင်စာဆိုတာ5ပါးလေ5ပါးကိုပြင်မာတဲ့ကံနော်ပြင်မာတဲ့ကံဆိုတာကမဲ့ဖို့နိဗ္ဗာန်ကိုတားတာဘုရားရှင်နဲ့တွေ့နေတာတောင်မှနော်ဒီလိုအဇာတတမင်းဆိုတာဗျာတန်ဃာယရဏတင်ခဲ့တဲ့မင်းပဲသူတန်ဃာယရဏတင်ခဲ့တာသူမဲ့ဖို့နိဗ္ဗာန်ကိုနိဗ္ဗာန်ရောက်ကြောင်းတရားတော်တွေကိုသူကျင့်လို့ကျွတ်တတ်မှုနိုင်အဲ့ဒီကံနာသူ
မပြင်းမာခဲ့ဟိုပြင်စာနန္ဒရိယကံဆိုတဲ့စကားကြီးဒါဘယ်သူမှမလုပ်ပါဘူးဟုတ်လားလူတသက်မှလည်းတရားလူတမ်းမောင်းများစွာမှလည်းတရားမလုပ်ပါဘူးနော်ဟိုပြင်စာနန္ဒရိယကံဆိုတာတကယ်တော့အရင်စစ်လိုက်ရဲ့အနန္တ၅ပါးကိုပြင်မာတာပဲနော်အနန္တ၅ပါးကိုပြင်မာတာအနန္တောအနန္တ၅ပါးကိုပြင်မာတာပဲအဲ့တော့ဆရာဆိုတာဟိုတခါကျွန်တော်အသက်20နှစ်3နှစ်လောက်ကပေါ့ကျွန်တော်တို့ဟိုပေါ့တောင်မှုလူဆရာတော်ဖရာကြီးကဟိုကျွန်တော်တို့မိတ်လာမှာရှိတယ်ဇီးခွက်တိုက်ကိုကြော့လာအဲ့မဲ့ကျွန်တော်ကအမြဲတမ်းတော်ဖူးတယ်တော်ဖူးတော့ကျွန်တော်အိမ်ကိုကျွန်တော်ပင့်ပြီးတော့ဆွန့်ကတ်တယ်ဆရာတော်ဖရာကြီးကိုဆွန့်ကတ်တယ်အဲ့တော့အသက်20ကျော်ပဲရှိသေးတယ်ဒါကကဘာကျော်တောင်မှုလူဆရာတော်ဖရာကြီးနော်အဲ့တော့ဆရာတော်ဖရာကြီးကအဲ့ဒီမှာတရားလေးတပုတ်ဟောတယ်နော်အဲ့ဒါကျွန်တော်ခုတည်းမှတ်မိနေဘာလို့ဆိုကိုကတ်တဲ့ပွဲကိုနော်ကိုဆွန့်ကတ်တဲ့ကိုအိမ်မှာဟောတာကိုနော်အဲ့တော့ဆရာတော်ဖရာကဘာပြောလို့ဆိုတော့တောင်မှုလူဆရာတော်ဖရာကြီးဟိုဆရာတီးရလျှောက်တယ်တဲ့လောကမှာဆရာကြီးများပါတယ်ဖရာတဲ့ဘယ်ဆရာကိုဆရာလို့တမန်မှာလည်းဖရာတဲ့နော်ဆရာတော်ဖရာကြီးကလောကမှာဆရာကြီးများတယ်မိဘဆိုတာတော့သိတာလေဗျာတန်ခါလည်းသိတယ်ဗုဒ္ဓဂုဏောနန္ဒောရှင်းပြစရာမလိုဓမ္မဂုဏောနန္ဒောသံဃာဂုဏောနန္ဒောမာရပိတုဂုဏောနန္ဒောအာစရိယဂုဏောနန္ဒောအာစရိယလောကမှာဆရာတွေလည်းများလိုက်တာဗျာတဲ့ဘယ်ဆရာကိုဆရာလို့မှတ်မှာလဲဆိုတော့အဲ့ဒါကိုဆရာထီရလျှောက်တယ်တဲ့ကျွန်တော်ဆွန့်ကတ်တဲ့ပွဲမှာဆရာတော်ဟောတာအဲ့မှာတဲ့သူကဖြေလိုက်တယ်တဲ့လောကမှာတရဏဂုံပြီးတဲ့ဆရာဒါတောင်ဘလူဆရာတော်ဖရာကြီးမိတ်တာနော်တရဏဂုံပြီးတဲ့ဆရာကတော့ဆရာအစ်စ်ဆရာမှန်ပေါ့တရဏဂုံပြီးတဲ့ဆရာနော်အဲ့ဒါကတော့ဆရာစစ်ဆရာမှန်ကိုတရဏဂုံတီအောင်တရဏဂုံမြဲအောင်လုပ်ပြီးတဲ့ဆရာတွေကတော့ကိုယ့်အတွက်ဆရာတွေပေါ့ဟုတ်တယ်မလားဥပမာပေါ့အဲ့ဒါကိုချဲ့လိုက်မယ်ဆိုရင်ကိုကောင်းရကောင်းကျိုးကိုအပေကြနိုင်တာတွေကိုအကုသိုလ်တွေဖြစ်နိုင်တာတွေကိုတားပြီးတာလေဆရာထဲမှာပါတာပေါ့နော်အဲ့တော့လောကီဟိုစာဝတ်နေရေးလှူနိုင်တတ်နိုင်အောင်အတတ်ပညာတွေသင်ပေးတာလေဆရာတွေပဲလीနော်အဲ့တော့ဆရာတွေကတော့ကျွန်တော်တို့ဟိုပေါ့အများကြီးပါပဲသို့တော်လည်းကိုယ့်ရဲ့အကျိုးကျေးဇူးဘယ်လိုဆရာပြုခဲ့တာတော့အဲ့ဒါကြီးကဆရာတွေပဲလीနော်သူပြောလို့သိတာသူမပြောရင်မသိဘူးဟုတ်လားသူသင်ပေးလို့တက်လာတာသူသင်မပေးရင်မတက်ဘူးဆရာတွေအများကြီးပဲအဲ့ဒီအတတ်ပညာတွေနဲ့ပဲကိုလည်းအသက်မွေးရင်ဘဝခီးလန်းကိုရှောက်နေတာပေါ့နော်သူကသူ့ကြောင့်ဘဝခီးလန်းမှာငါဒီဆရာသင်ပေးခဲ့လို့ဖြောင်းဖြောင်းတန်းတန်းလေးရှောက်နိုင်တာဒါနော်ဒါတွေကအကုန်လုံးဆရာအာစရိယဝဲနေပြီအဲ့တော့အာစရိယကုဏောနန္ဒောတဲ့ဟုတ်လားဗုဒ္ဓကုဏောဥမပေါ့ဗျာကျွန်တော်တို့ဟိုပေါ့ဒီအာစရိယအနန္တောအနန္တ၅ပါးနဲ့တကယ်ကြတော့လောကကြီးကမလွတ်သွားဘူးနော်လွတ်မသွားဘူးအနန္တောအနန္တ၅ပါးနဲ့လွတ်ပြီးတော့နေတဲ့နေရာမရှိကျွန်တော်တို့ခင်ဗျားတို့ဒီနီးနေတဲ့ဒီတိုင်းပြည်ကကြားဘူးတယ်မဟုတ်လားလောကပါဠကဘာအစောင့်နှက်တွေသာသနာအစောင့်နှက်တွေစောင့်ရှောက်တဲ့မြန်မာပြည်စောင့်ရှောက်နေတာအဆောင်အရှောက်ခံနိုင်အောင်ကိုကရှိနေရမယ်ကိုမှအဆောင်အရှောက်ခံနိုင်တဲ့အနေအထားရှိရမယ်ဖျားရှင်ကိုတော်မြတ်ကြီးဖျားရှင်ဆိုတာဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒစัจ java လာမေတ္တာမြည်မှုဖြန်းဖြန်းကျိုးမြတ်တကူတော်အနန္တနဲ့ပြည့်စုံတဲ့ဖျားရှင်လက်ထက်မှာအနန္တ၅ပါးကိုပြစ်မှားတဲ့အဇာတသက်ကိုဖျားရှင်မကယ်နိုင်ဘူးအဲ့လိုပဲပေါ့ခုလောကပါဠကဘာဆောင်နဲ့ဒီသာသနာဆောင်နဲ့ဒီစောင့်ရှောက်တဲ့မြမပြည်စောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေရောရှိနေတယ်နန္တောအနန္တ၅ပါးကိုပြစ်မှားတဲ့လူဆိုသူတို့ကယ်နိုင်မှာမဟုတ်ဘူးဖះတော်မကယ်နိုင်ဘူးဗျာဒီနတ်တွေကဘယ်လိုလုပ်ကယ်နိုင်မှာတော့နော်အဲ့ဒါကြောင့်ဖះမကယ်နိုင်တာအနန္တောအနန္တ၅ပါးကိုကာယကဝစီကမနောကနဲ့ပြစ်မှားနေရင်တော့ဖះရှင်ရှိနေတာတောင်မှကယ်မသွားနိုင်မကယ်ပြီးလို့မရဘူးအဲ့တော့ခုလောကပါဠ
ကဘာဆောင်နဲ့ဒီသာသနာဆောင်နဲ့ဒီစောင့်ရှောက်တဲ့မြန်မာပြည်အဲ့ဒီနတ်ဒီအဆောင်ရှောက်ဒီကကျုပ်တို့ခမည်းတော်ကြည်နေတာကဲမလို့ဒါမှမဟုတ်ကျုပ်တို့ကကဲခွင့်မရဘူးသူတို့ကအထက်ချိတ်ပြထားတယ်ဆိုအောက်ငုံသွားတယ်သူတို့ကအောက်ချပြတော့ကိုကအထက်မော်သွားတယ်တွေ့ဘူးမှာပါအိမ်မက်တီပြီးအများကြီးပဲနော်သူတို့အများကြီးမှာတခါနေရကြတော့သူကအနန္တောအနန္တ၅ပါးကိုပြစ်မှားထားတဲ့ကံရှိနေရဲ့အထက်မှာချိတ်ပြထားရဲ့ကိုကအောက်ငုံသွားမှာပဲအောက်ချပြထားရဲ့ကိုကအထက်မော့သွားမှာပဲဒီဘက်ကချိတ်ထားရဲ့ဟိုဘက်လှည့်သွားမယ်ဟိုဘက်ချိတ်ထားရဲ့ဒီဘက်လှည့်ထားမယ်သူတို့တော့စောင်းရှောက်တယ်ကိုကအစောင်းရှောက်မခံနိုင်တာအစောင်းရှောက်ခံနိုင်အောင်ဘာလို့အောင်အနန္တောအနန္တ၅ပါးကိုဥထိတ်ထားမှာဆရာကြောပွဲလေးဝါဝင်ဝါရွက်နှစ်စန်းတည်းတင်ုံနဲ့ကြည်မာလားမဟုတ်ဘူးဒါကအလေးကျင်လေနော်အမြဲတမ်းကိုဥထိတ်ထားနေရမှာအကျိုးတင်အကြောင်းတင်ပေါ့အမေဒီလိုတော့မဟုတ်ဘူးအဖေဒီလိုတော့မဟုတ်ဟာခမရဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုကြီးအထီတော့မဖြစ်သင့်တော့ဘူးပေါ့နော်ဒီကြောပွဲတွေလောက်လာပြီဆိုရင်တော့သူကသူကြောတာကတော့ကြည်တယ်လေသူတို့ကတော့ခွန့်လွတ်မကြော့လေမိဘဆိုတာခွန့်လွတ်နေမှာပဲကြည်တယ်လေကြည်ပေမဲ့လို့ဒီလိုအလေးအကျင့်လေးလို့ရင်စိတ်နဲ့လည်းမပြင်းမှားမိတော့ဘူးအကျိုးတင်အကြောင်းတွေနေမိဘနားမလဲမိဘစိုးနေရတယ်လည်းရှိတယ်မပြင်းမှားနဲ့စိုးနေတဲ့မိဘတွေရှိကောင်းရှိတယ်နော်ဒါမှမလို့သူတို့အကြောင်းနဲ့သူတို့ပဲကိုယ်အကြောင်းမဖြစ်စီနဲ့နော်အဲ့ဒါကြောင့်အဲ့တော့ဒီအနန္တောအနန္တ၅ပါးကိုကာယကံဝစီကံမနောကံကျန်တဲ့ကိစ္စတွေကျွန်တော်မပြောဘူးနော်အနန္တောအနန္တ၅ပါးကိုကာယကံဝစီကံမနောကံနဲ့မပြင်းမှားမိအောင်နေအချိန်မြင့်ကြီးဝါလိမ့်မယ်ချမ်းသာလိမ့်မယ်အောင်မြင်လိမ့်မယ်ရွတ်တဲ့ဂါထာမှန်သမျှလည်းအစွန်းထက်နေလိမ့်မယ်နော်ကိုယ်နှုတ်ကပြောသမျှစကားတွေလည်းအောင်မြင်နေလိမ့်မယ်ကိုလူသမျှအလူတွေကလည်းအလူဒါနတွေကလည်းအရာထင်နေလိမ့်မယ်ကိုပြောသမျှကိုနှုတ်ထွက်စကားတိုင်းလည်းအောင်မြင်နေလိမ့်မယ်သူကတကူတော့အနန္တလောကမှာအင်အားကြီးဆုံးပဲနော်အင်အားကြီးဆုံးပဲဒါကဟိုပေါ့အရေးအကြီးဆုံးအချက်ကိုထုတ်ပြတာဟုတ်ပြီကျွန်တော်တို့ဒီခေတ်မှာနော်အတတ်ပညာတွေလောကီအတတ်ပညာဆရာကြီးစုံနေတာပဲနော်အဲ့ဒီဆရာကြီးအများကြီးပဲဆရာတွေကလည်းသူတို့လူတွေကိုကောင်းအောင်လုပ်ပေးဖို့ပဲစုံနေတာပါဒါမှမဟုတ်သူတို့ဘလူလူပဲကောင်းအောင်လုပ်ပေးနိုင်တာတော့နန္တောအနန္တ၅ပါးပြစ်မှားထားတဲ့လူတော့ဘယ်လက်ဖွဲ့ဆရာမကမှလည်းစွန့်အောင်လုပ်မပေးနိုင်ဘူးဘယ်အင်းကွက်ရေးတဲ့ဆရာကမှလည်းစွန့်အောင်လုပ်မပေးနိုင်ဘူးဟုတ်လားဘယ်စမရီကိုခန္ဓာကိုယ်ရောရေးပြီးတဲ့ဆရာတွေဘယ်ဆရာကမှစွန့်အောင်လုပ်မပေးနိုင်စွန့်အောင်လုပ်ပေးနိုင်တယ်ဆိုရင်ဖះစကားနဲ့မထပ်မိတော့ဘူးလေအဲ့တော့ကိုခန္ဓာကိုယ်မှာစီလီတစ်စက်ပဲထိုးတာဟုတ်လားနော်စီလီတစ်စက်ပဲပေါက်တာအနန္တောအနန္တ၅ပါးကိုဥထိတ်ထားနေမှသာလေကိုခန္ဓာကိုယ်ကအစီရင်ကိုရင်ထဲကအစီရင်ကိုရွတ်နေတဲ့ဂါထာတွေကိုလုံနေတဲ့ဂါထာတွေမန္တာတွေရရတွေကိုလုံးစွန့်မှာဒါဖះရှင်ရှိတာတောင်မှနော်အဲ့တော့အင်းဆောင်နတ်ဆိုတာလည်းရှိတာပဲစီးဆောင်နတ်ဆိုတာလည်းရှိတာပဲနော်အင်းဝိဇာစီဝိဇာဗျာဝိဇာတန်ဝိဇာတွေအများကြီးပဲနော်ကျွန်တော်တို့တိုင်းပြည်ကအခုဆိုရင်1388ကောဇာတက္ကရာကောဇာဆိုတာတော့ရွှေလျားနေတာပေါ့နော်ဂျူရီရွှေလျားနေတာတက္ကရာဆိုတာတက္ကတရားမင်းရေးမှတ်ထားတယ်တက္ကရာနဲ့နေတဲ့တိုင်းပြည်နော်အဆောင်လျှောက်တည်သာသနာဆောင်နဲ့တည်ရှိတယ်လောကပါဠနဲ့တည်ရှိတယ်အကုန်ရှိတာနော်ဘယ်တိုင်းပြည်မှာမှမရှိတဲ့နတ်တွေအကုန်ရှိတယ်သူတို့ကမဆောင်လျှောက်ဘူးလားစောင့်ရှောက်နေတာ
စောင့်ရှောက်နေတာညံ့မြတ်ဘာလို့မှာတော့လို့နော်အနန္တောအနန္တ၅ပါးသာဥထိတ်တာကာရဝထားပေါ့နော်အပြည့်ထားပေါ့သို့တော်လေဟိုပေါ့ဉာဏ်တော့ရှိရမှာနော်ဉာဏ်တော့ရှိရမှာလူဘဝဆိုတာသိတဲ့အတိုင်းပဲလေခဏလေးပဲဟုတ်လားနော်အဲ့တော့ကျွန်တော်တို့ဝါဝင်အနန္တ၅ပါးပူဇော်ပွဲအဲ့တော့ဘာလေးလူဥမာပေါ့ဥမာကျွန်တော်ဆိုအခုရေရရာပြီးတယ်ဗီဒီမီတဲ့ဟောစရနေမှာရေရရာထည့်ပြီးတယ်အနန္တ၅ပါးကိုကြော့ခိုင်းတယ်နော်လက်ဥချီပြီးတော့ကြော့လေရတယ်လေနော်လက်ဥချီပြီးတော့ကြော့လေရတယ်အနန္တောအနန္တ၅ပါးကိုသတင်းချုပ်ကြော့တာလေလုံနေတာပဲလေဒါလည်းကြော့တာပဲဒါကတော့ဒီလိုကြော့ပွဲနဲ့ကြတော့မိဘတွေကိုသွားပြီးတော့ကြော့တာတွေရှိတယ်လေအဲ့ဒါလည်းကြော့တာပဲဟုတ်လားဒီလိုကြော့ပွဲလေးနဲ့ကြော့တော့ဆရာပုဂ္ဂိုလ်တွေသိတာပေါ့နော်လောကပါဠိနတ်တွေသိတာပေါ့ဟုတ်လားနော်လောကပါဠိနတ်တွေတရားတွေသိတာပေါ့နော်အဲ့ဒါကြောင့်ဒါကဒီကြော့ပွဲကိုခင်ဗျားတို့ဆွဆွမြဲမြဲလှုပ်သွားရင်စီဝါတွေတိုးတက်လာလိမ့်မယ်ဝင်ငွေတွေတိုးတက်လာလိမ့်မယ်လိပ်ပတ်လေလာမှာပေါ့ဗျာဒီနေ့လှုပ်ပြီးနတ်ဖန်တော့မတိုးတက်ဘူးဖြစ်ချင်လည်းဖြစ်မှာပေါ့နော်လိပ်ပတ်လေလာလိမ့်မယ်နော်လိပ်ပတ်လေလာလိမ့်မယ်နော်အဲ့ဒါကတော်တော်ထူးဆန်းတဲ့ဒါကံပြရပဲနော်ကြားတဲ့လို့ကြားတာကြားချိန်ရောက်လို့ကြားတာအဲ့တော့အနန္တောအနန္တ၅ပါးကြော့ပွဲကိုနှစ်စဉ်နှစ်တိုင်းတစ်နှစ်ကို၃ချိန်ကြော့သွားမယ်ဆိုရင်တစ်နှစ်ထက်တစ်နှစ်တစ်လထက်တစ်လဘဝတွေမြင့်တက်သွားပါလိမ့်မယ်ဟုတ်ပြီနော်ဒီထဲမှာရုပ်ပုယူနီဆိုနီဆိုတာဘုရားရှင်ခိုးသလိုပါပဲဟုတ်လားနော်ကျွန်တော်ဒီမှာစာနဲ့ပွဲပြင်တာစာတိချာရေးထားတယ်ပြီးတော့ကျွန်တော်ကြော်ကျူးတွေထည့်ပြီးထားတယ်စူတောင်းတွေအရေးမွေးထည့်ပြီးထားတယ်နော်အဲ့ဒါတွေအကုန်လုံးဒီစာဖတ်လိုက်ပါဟုတ်ပြီနော်အနန္တောအနန္တ၅ပါးကိုကြော့ပြီးမှဥထိတ်ထားပြီးတော့ခင်ဗျားတို့ဘာလုပ်မှာတော့လှုပ်ချင်တာလို့အနန္တောအနန္တ၅ပါးပြင်မာတဲ့အလုပ်တော့မဖြစ်စီနဲ့ပေါ့နော်အောင်မြင်လိမ့်အားလုံးကျမ်းမာချမ်းသာလူဝင်ဆန္ဒတွေပြေဝကြပါစေအနန္တ၅ပါးဂုဏ်ကျေးဇူးကြောင့်စိတ်ကြံသမျှအောင်မြင်ကြပါစေโอเคနော်